မှန်နော်ကြီးမယ်နော်1 2 3 4ကိုးဆိုတာကိုမစဉ်းစားနဲ့ဟုတ်1 2 3 4အဲ့တော့အခုတို့4ကိုအရင်ဘာလို့လိုက်မလဲထည့်ရမယ်ထဲမယ်ဆိုဒီမှာကြည့်အုံးဆိုဒီလိုကြီးအင်းဆိုဇုတ်တက်ထဲတာမဟုတ်ဘူးဒီမှာထိတ်ပိုင်းဒီဘက်ထိတ်ပိုင်းလို့အရင်ဝင်အောင်ဘာလို့လိုက်လဲထည့်ရမှန်နော်ဟုတ်လားအကုန်ဝင်ခြင်းလေနည်းနည်းဝင်သွားပြီဆိုဟိုဘက်ကိုဘာလို့လိုက်တောင်းလိုက်ကဲဟိုဘက်ကတော့ဆောက်မပါသွားဘူးလားဒီမှာပါဟုတ်ပြီနော်အဲ့ခါကျမှကိုတို့ကဘာရှာလေးကိုထည့်မယ်ဟုတ်လားဟုတ်ပြီအဲ့ဒါပြီးရင်ပါတေကနေကိုလေးကနေကိုဟုတ်တယ်နော်ကိုထည့်မယ်ဆိုရေးမယ်4 5 6 9 10 9ဒီကိုထည့်မှာဒီမှာမတင်းနေဘူးလားတင်းနေတာကိုကိုကဘယ်လိုလုပ်မလဲဆိုရင်လက်ညိုးလေးနဲ့အဲ့ညောင်းတက်ရအောင်ပြင်ပလိုက်မှာတော့မကြည့်ဟုတ်တော့ပါလားမကြည့်အဲ့ညောင်းတက်ရအောင်လက်နဲ့ဘာလို့လိုက်မလဲပြင်ပလိုက်ဟုတ်လားပြင်ပြီးပြီဆိုမှဒီကောင်းကိုဒီ4 5 6 9 10 9အဲ့ဒါကိုလည်းဒီလိုဇုံးဆိုမထည့်ဘူးနည်းနည်းချင်းစီဒီမှာကြည့်ဒါကြတော့ဒီအစားထက်ပြီးဟိုလိုဆွဲလို့ရသေးလားမရတော့ဘာလို့လဲနည်းနည်းချင်းစီဘာလို့လဲထည့်မယ်အမှဘာသုံးတူဒီဟိုထဲတောင်တော့ဟုတ်လားဒီလိုဖိပြီးဒီလိုထဲတာမဟုတ်ဘူးကိုလိုကဆွဲတာဒီဘက်ထိတ်တမဝင်သွားပြီဆိုဒီဘက်ကိုဆွဲဟောဟုတ်လားနည်းနည်းဝင်သွားပြီဆိုနည်းနည်းထပ်ယူဟုတ်ပြီနော်ဆွဲဟုတ်လားပြီးရင်ထက်ဒီမှာကြည့်တူကဒီလိုဖိချတာမဟုတ်ဘူးနော်ဘယ်လိုထက်တာဆွဲတာဟုတ်ပြီနော်ဟိုဘက်ဒီမှာဟိုဘက်ကနေဒီလိုရတော့တူကထိတ်ကိုမဝင်သွားဘူးမြောင်းနဲ့မဝင်သွားဘူးလားဝင်တဲ့ဟာကိုဆွဲပြီးလိုက်တော့ဒီတူအဆောင်လေးတွေကဘာလို့လဲကွာကိုဖိချတယ်လို့ဖြစ်သွားတယ်အဲ့မှာအကူတို့ကမဝင်သွားလားအဲ့လောက်မှာအကူတို့ကဗာထက်ရှာကိုဒီမှာတစ်ဖက်ကိုကြည့်လိုက်တစ်ဖက်ကို4000တစ်ဖက်ကိုဘာလို့ထားလုံးထားရနော်ထိုးတဲ့ညမှာမထောက်အောင်လို့သူကဘာလို့ထားလဲလုံးထားလားရှာထဲတဲ့နေရာမှာလေအကူတို့ကဒီကောင်းကိုအပြင်ကိုဒီလိုထည့်တာမဟုတ်ဒီအတွင်းထဲပဲဒီလိုလေးပဲဗာလဲငကိုစက်ကူရဲ့အတွင်းထဲမှာပဲထည့်တာဟုတ်ပြီနော်အဲ့ဒါမှဒီကွိုင်ကိုချုပ်ထားတယ်လို့ဖြစ်မှာဟုတ်ပြီနော်အဲဆိုကိုနှစ်ကွိုင်မရပါဘူးလားရတာပါနှစ်ကွိုင်နော်တခါတည်းကွိုင်ကိုဖြည်းဖြည်းချင်းဖိပြီးဘာလို့ရတယ်လဲပြင်ခဲ့ဟုတ်ပြီအဲဆိုဒုတိယကွိုင်ထည့်မယ်ကြည့်ဒါကကိုကထွက်တဲ့အစားမဟုတ်ဘူးလားဟုတ်ကိုကထွက်တဲ့အဘယ်ဝင်3ဝင်ရမှာဘလို့ဝင်မှာလဲဟုတ်တယ်နော်အဆက်လိုက်ကြီးလေဖြတ်ထားမှာမဟုတ်တော့ဟုတ်တယ်မလားအဲကြောင့်ကြည့်မယ်ကွိုင်ကိုဒီလိုပုံစံမျိုးလေးဘာလို့လဲကင်လိုက်ဒီလိုကင်ကြည့်လိုက်ဒီမှာကင်ရတာအစင်မပြေဘူးကျိုးကဒီလိုကြီးခောက်သွားမှာလေဟုတ်မှဒီစီးထားတဲ့ဘက်ကိုနဲ့မျက်နှာချင်းဆိုင်ဆိုရင်ညာဘက်ဟုတ်တယ်နော်ဒီကျိုးချီထားတဲ့အကိုလို့ကျိုးချီရဲ့မက်တက်မှာအပေါ်ကချီရဟုတ်တယ်မလားချီရဲ့မက်တက်မှာဒီအပေါ်ကိုဘာလို့လဲကြည့်လိုက်ဟုတ်ပြီနော်ဒီလိုကြည့်လိုက်ပြီဆိုဒီမှာထွက်တဲ့ကျိုးကလည်းအောက်မှာတူပါနဲ့တူတန်းလေးပဲဟုတ်တယ်နော်ဒီဘက်ဝင်မဲ့ကျိုးကိုကြည့်မယ်နော်ကိုကနေပဲဝင်3ဝင်3ဆိုတာဒီ4ရဲ့ဘေးက3မဟုတ်ဘူးလားဟုတ်တယ်နော်4ရဲ့ဘေးက3ကြည့်ဒီမှာကြည့်ဝင်လိုက်ပြီဒီမှာနော်မကြည့်ကိုကထွက်တဲ့အစဘယ်ဝင်3ဝင်ဒီမှာနဲ့တူကွက်တိပဲဘယ်ပြတော့ပါလားဒီကောင်လေးကိုကင်ရင်ဒီလိုကင်ဒီလိုဒီခြိထားတဲ့ကျိုးဒီဘက်ကကင်နေမားပြီဟုတ်ပြီနော်ခြိထားတဲ့ကျိုးဘယ်လိုကင်ကိုရဲ့ဘယ်ဘက်ပေါ့ညာဘက်မြက်နဲ့ချင်းဆိုင်ဆိုရင်ညာဘက်ကကင်တော့ဒီမှာအထွက်ကျိုးကလည်းအောက်မှာတန်းလေးဖြစ်နေမယ်အဝင်ကျိုးကဒီဘက်မှာရှိနေမယ်အဲ့တော့ကိုတို့ကဒီလိုထဲလို့ရလားကြည့်လိုက်မရဘူးနော်တူလားမကြည့်ဟုတ်မတူဒီလိုထည့်လိုက်ဒီကျိုးကဒီလိုခောက်လာမှာဟုတ်တယ်မလားအဲ့တော့ဘယ်လိုထည့်ဒီမှာနော်ကျိုးတန်းလေးခြိထားတဲ့ကျိုးကတန်းလေးဒီဘက်မှာအထွက်အဲ့ဒါလေးကိုဒီလိုလေးကင်ပြီးဘယ်လိုထည့်ဒီလိုထည့်လိုက်တော့ဟိုဘက်ကထွက်တဲ့အစကဒီဘက်ကအဝင်နဲ့ကွက်တီဖြစ်ဟုတ်ပြီလားဒီကောင်ထည့်မယ်ဆိုလေစောလုံးမဒါဘူးတန်းနဲ့ကင်စားမလို့ဒီမှာလေးရှော့ထားဟုတ်တယ်မလားရှော့ပြီးမှဒီမှာ3ဟုတ်လား3ဆိုရင်ဘယ်လိုထက်ထိတ်နာလေးဝင်အောင်ထက်ဟုတ်ပြီနော်အပြည့်ကြီးဝင်စရာမလိုဘူး
ထဲဝင်ပြီးဆိုမှဟိုဘက်ကိုပါလို့လိုက်ဆွဲလိုက်ခိုင်းသူကလည်းတူဝင်သွားမှာအဲ့လောက်မှကိုလိုကပါလို့ရှာထိုးပြီးရင်ဟိုဘက်မြောင်းထဲမယ်ဆိုဒီစီးထားတဲ့ဟာကိုဖြည့်အရင်ဖြည့်ပြီးလမ်းမယ်မော်တာကိုပြင်းမယ်ဟုတ်ပြီနော်ဒီတိုင်းဝင်သွားပြီဆိုဒီဘက်ကိုထက်မဲ့မြောင်းရအောင်ကွိုင်ကိုကျင်းဒီဘက်ကိုလည်းကျင်းပြီးမှထဲရိုက်လားထဲမယ်နော်ဖြုတ်ပြီနော်ပထမမြောင်းကိုထည့်ပြလိုက်ဒီကနေစားထဲဟုတ်ပြီနော်